အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေဒီကနေ့တင်ဆက်ပေးသွားမယ့်ဇာတ်ကားလေးကတော့ Veda ဆိုတဲ့ဇက်နစ်ဆက်မြင့်ခွဲခြားလုံးပြီးဇက်နစ်တွေကိုတပ်ပစ်ခံရတဲ့အထိဖြစ်ပျက်နေတဲ့ကြေးရွာမှာလက်ဝဲထိုးနှီးတင်မိသားစုကိုကောက်ွယ်ကျင်ခဲ့တဲ့ Veda ဆိုတဲ့မိန်းကလေးကြောင့်ဖြစ်ပါတယ်ဇလန်ကြောင့်မပြောပြခင်မှာရတပေါင်းစုံပါဝင်တဲ့အိန္ဒိယဇာတ်ကားကောင်းတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့အင်္ဂလိပ်တယောက်ယထာတန်လန်းပြီးမှကြောက်ရွံ့တကြီးနဲ့ပြေးလွှားနေရင်လွန်ခဲ့တဲ့ကာလကိုနောက်ကျောင်းပြန်ပြထားပါတယ် Veda ဆိုတဲ့ကောင်မလေးကကောလိပ်ကျောင်းထဲသွားနေရင်ကျောင်းပြင်ဘက်မှာတော့လူလူစုကပါဇက်တရမ်းနေကြပါတယ်။ဒါကိုဗေဒါကစိုက်ကြည့်လိုက်ပြီးကျောင်းထဲကိုပြန်ဝင်ဖို့လုပ်တဲ့ချိန်မှာကျောင်းမှာတည်ထားတဲ့ဂန်နီရုပ်တုကိုခဏလောက်ရက်ကြည့်လိုက်ပါတယ်။ဒီလိုနဲ့သူ့ကိုရဲ့ချစ်သူရှိတဲ့ကျောင်းဆောင်ကိုသွားရင်ပါလာတဲ့ရေဘူးတဲ့ရေဖြည့်ဖို့လုပ်တော့ရေမရှိတာကိုတွေ့လိုက်ရပါတယ်။အဲဒီချိန်မှာပဲသူ့ကိုရဲ့ကောင်မလေးကလမ်းခေါ်လိုက်ပြီးဗလန်တိုင်းနေ့အတွက်လက်ဆောင်ကိုညီမဖြစ်သူဗေဒါနဲ့ထည့်ပေးလိုက်ပါတယ်။အဲဒီချိန်မှာကောလိပ်မှာဘောင်စင်တင်တဲ့အတွက်စီးရင်ပေးလို့ရတဲ့အကြောင်းကြီးညာနေတာကိုဗေဒါတယောက်နားထောင်နေခဲ့ပါတယ်။တငယ်ကြီးတယောက်ကနေပေါင်းစင်တင်မလားလို့မေးတော့ရှင်တန်မှုအတွက်ပဲလေအတမဆုံးလူမသာရှင်တန်နိုင်မှာလို့ပြောလိုက်ပါတယ်ဒီလိုနဲ့အင်ကိုပြန်ရောက်တဲ့အခါမှာအကိုဖြစ်သူကလည်းအင်ကိုပြန်ရောက်နေပြီဖြစ်တာကြောင့်ဝမ်းသာအားရနေပွေးဖက်လိုက်ပါတယ်အကိုဖြစ်သူကိုသူ့ချစ်သူပေးလိုက်တဲ့လက်ဆောင်ကိုပေးရင်းနဲ့ဖောက်ဖွင့်ကြည့်တဲ့အခါမှာ iPhone ဖြစ်နေတာကြောင့်ဗီဒါတယောက်ကပြောနေပါတယ်အဲဒီချိန်မှာအလက်မဖြစ်တဲ့ဂီနူကကောင်မလေးကဆက်မြင့်ဖြစ်ပြီးသူတို့ကဆက်နေကြောင်းကောင်မလေးမိဘဘက်ကသဘောမတူခဲ့ရင်လည်းဘလို့လို့မလဲအကုန်သက်ခံရမှာဆိုပြီးတော့ပြောတဲ့အခါမှာသူတို့အကိုကငါရှိနေသေးဘယ်သူမှအသေးမခံရပါဘူးငါမရှိတော့ရင်တော့မှတရေဖြစ်နေနေတို့အနားမှာဘယ်သူမှမကက်စေရဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်ညတကူကိုရောက်တဲ့အခါမှာမျက်နှာမှာအဝတ်တွေဖုံးအုပ်ထားပြီးတနက်တွေကင်ဆောင်ထားတဲ့ဂိုင်းတစ်ခုနဲ့တူတဲ့လူအုပ်တအုပ်ကဟာရီယာလီယာကမတ်ဝေးရဲ့သမီးဆိုပြီးလာမြန်မြန်သွားကြမယ်ဆိုပြီးထွက်လာခဲ့ပါတယ်ဖះเจ้าကိုရောက်တော့ဗီဒီယိုရိုက်ထားရင်တနက်ပြစ်ဖောက်ပြီးကောင်မလေးကိုဗမာဝက်ထားလေးလိုမေးပြီးဒေါသတကြီးနဲ့မေးနေခဲ့ပါတယ်ဒီလိုနဲ့လူတယောက်ကတားဖို့လို့တော့မင်္ဂလာမဆောင်ခင်မှာကိုအမျိုးဆက်နဲ့အတိုင်းဝိုင်းเจ้าကိုပြန်ဆဲစားဖို့ငါတို့ပြောထားတာကိုဘာလို့မစင်းစားတာလဲကို့အစင်တဲ့ကိုမမေးလိုက်နဲ့တော့ဆိုပြီးတစ်ဖက်လူကလည်းသူတို့သမီးမိသားစုတော်ဘာမှမဖြစ်တာဘာကပြဿနာဖြစ်နေတာလေလို့ပြန်မေးလိုက်တဲ့အခါမှာငါတို့ကဖြစ်တယ်ဆိုပြီးပါရက်လိုက်ရင်ထိုင်နေတဲ့မျိုးသမီးတွေနားကိုတွန်းဖို့ကရိုက်နေနေပါတယ်အဲ့ဒီမှာထိုင်နေတဲ့မျိုးသမီးတွေထဲမှာဗေဒါတို့ညီမလေးရှိနေပါတယ်အဲ့ဒီလိုရိုက်နေနေတာကိုဗေဒါကမောကြည့်လိုက်တော့မောကြည့်ပိုင်ခွင့်မရှိဘူးလို့ပြောရင်ပါရက်လိုက်ပါတယ်ဒီလိုနဲ့အဲ့ဒီလူအုပ်ကြီးကသူတို့သမီးကိုကိုကနေကိုင်ရင်တရွတ်တက်ဆွဲခေါ်သွားတာကိုဗေဒါလည်းရောသားထပ်စွာကြည့်နေခဲ့ပါတယ်ပြီးတော့ဒါလီမျိုးတွေဆိုတော့ကျွန်တော်အောက်ကဖုံလောက်တော့မှအစ်မရှိပါလားလို့အမားဖြစ်သူကိုပြောလိုက်ပါတယ်အမားဖြစ်သူကလည်းကာကွယ်ပေးမဲ့လူတို့ရှိမှာပါ။နေဖျားမကိုယ်တိုင်ငါတို့အတွက်ရွေးချယ်ထားတဲ့သူပေါ်လို့ပြောတော့ဗေဒါကကာကွယ်ပေးမဲ့လူမလို့ချင်းဘူး။ငါခြေလက်တွေကိုချိုးဖျက်ရတဲ့လက်နက်ဖြစ်နေပြောင်းပေးနိုင်မဲ့လူမျိုးပဲလူချင်းတယ်လို့ပြန်ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့မေဂျာအာဘီမန်ယူဆိုတဲ့ဂေါ်ရခါတက်ကယာယီစစ်သားတယောက်ကမူဆာဖာရာဘတ်ကပါကစ္စတန်နေရှိတဲ့နေရာကိုစစ်စင်တကူအတွက်ဆရာဝန်ရောင်ဆောင်ရင်းနဲ့ရောက်လာပါတယ်။လုံခြုံရေးရစစ်ဆေးခံပြီးတဲ့နောက်မှာအထက်ကိုဝင်ရောက်ဖို့လို့တော့အပြင်မှာရှိနေတဲ့သူ့လူကိုချက်ပြခဲ့ပါတယ်။အဲဒီလူလည်းတခြားအဆောင်တစ်ခုကိုသွားပြီးတော့ပါလာတဲ့တနက်နဲ့တကားပေါက်နာကချိန်ထားလိုက်ပါတယ်။သူ့ရဲ့တနက်မှာကင်မရာတက်ထားတာကြောင့်တစ်ဖက်မှာကျန်တဲ့အရာရှိတွေကမြေပြင်အခြေအနေကိုတိုက်ရိုက်ကြည့်ရှုညွှန်ကြားလို့ရပါတယ်။အီလီယက်ဆိုတဲ့လူဆိုးကိုချိန်မိတဲ့အခါမှာတနက်သမားကပြင်းမိပေးဖို့တောင်းပေမဲ့အရာရှိကသူ့စီမှာအရေးပါတဲ့သတင်းချက်လက်ရှိတာကြောင့်ရအောင်နှောက်ယူရမှာဖြစ်တဲ့အတွက်မပြစ်ဖို့ပြောလိုက်ပါတယ်။ဒီလိုနဲ့မေဂျာအာဘီလည်းသူကြည်ပေးနေတဲ့လူနာကိုစေးပေးဖို့လုပ်တဲ့ချိန်မှာလက်မှာစာရေးထားတာကိုမြင်သွားပြီးတော့လူဆိုးတွေကမေးလိုက်ပါတယ်။မဲတော့ကလေးဦးညွတ်ပါတယ်။ဂေါ်ရခါရီလာပြီးဆိုပြီးတော့ပြန်ပြေးလိုက်တဲ့အခါမှာလူဆိုးကဒီဒေါက်တာတို့ကိုအောက်ထပ်ကိုခေါ်သွားဖို့ပြောနေတဲ့ချိန်မှာဒေါက်တာကအတုဖြစ်ခြင်းဖြစ်မယ်စေးတွေကအတုမဟုတ်ဘူးအိန္ဒိယနိုင်ငံထုတ်ကွာလို့ပြန်ပြေးနေပြစ်ချခတ်ကြကုန်ပါတော့တယ်ဒီလိုနဲ့သူတို့လိုချင်တဲ့လူဆိုးကိုအာဘီယာဖမ်းမိထားပြီးအရာရှိကိုသတင်းပေးခြင်းမှာသူ့ကိုတက်လို့မရကြောင်းအသက်ရှင်နေမှဖြစ်ကြောင်းအရာရှိကထပ်လောင်းပြောနေတော့အာဘီတယောက်ဖုန်းချလိုက်ပါတယ်ဖမ်းမိထားတဲ့လူဆိုးကိုဗီဒီယိုတစ်ခုဖွင့်ပြလိုက်ပြီးတော့အဲ့ဒါမင်းပဲမလားလို့မေးလိုက်ရင်ဖြည်းဖြည်းတေးကျင်လားချစ်ချင်းတေးကျင်လားလို့ထပ်မေးလိုက်ပြီးတော့တက်ပစ်လိုက်ပါတယ်တကယ်တော့အဲ့ဒီလူဆိုးကအာဘီအရန်ချီရတဲ့ဇနီးဖြစ်သူကိုဖမ်းပြီးတက်ပစ်လိုက်တာကြောင့်အခုလိုလုပ်ရမျိုးပြန်လုပ်လိုက်တာဖြစ်ပါတယ်ဒီလိုနဲ့ပဲအာဘီယာအမိတ်မနာခံမှုဆက်စင်ရေးကိုရွေချက်ရှိရှိရှုံးနေအောင်လုပ်မှုတို့နဲ့ယာဒူးကနေထုတ်ပယ်ခံလိုက်ရပါတော့တယ်။တရက်မှာတော့သူဇနီးအိမ်ကိုပြန်သွားရင်လက်ကွင်းတစ်ခုမှာခီးဆောင်အိတ်တလုံးကိုမြင်တော့ဖွင့်ကြည့်လိုက်တဲ့အချိန်မှာအထက်မှာလူသေးလောင်းဖြစ်နေတာပါ။ဒီလိုနဲ့ရဲစခန်းကိုသတင်းသွားပေးနေချိန်မှာမင်္ဂလာဆောင်ကနေခေါ်သွားခံရတဲ့ကောင်မလေးရဲ့အဖေကရောက်လာပြီးအလောင်းကသူသမီးမဖြစ်ပါစေနဲ့သူသမီးပျောက်တာကိုတိုင်ထားတဲ့အမှုဘလို့ချင်းနေရှိနေပြီးလဲမေးတဲ့အခါမှာလူပြောက်ဖွင့်ထားတယ်ပြောပြီးမယ်။သူတို့သားဖြစ်သူကဒါကပြန်ပေးဆွဲတဲ့အမှုတရားခံကိုတိလဲဖမ်းလို့မိမှာမဟုတ်ဘူးလို့ပြောတာကိုအာဘီယာကြားသွားခဲ့ပါတယ်။အာဘီရဲ့ရောက်ခမကလည်းမေးလို့တဲ့ဟာကိုဩဂရတီသွားလောက်ပြီဆိုပြီးပြောတဲ့အခါမှာဩဂရဆိုတဲ့သူစီကိုခေါ်သွားခဲ့ပါတယ်။ဩဂရဆိုသူကဂျီတန်တာပရာတက်ဆင်းလို့ခေါ်ပြီးကြေးရွာ159ရဲ့ဩဂထပါ။တရင်တော့ကအလောင်းထွေတာနဲ့ပတ်သက်ပြီးဩဂထကိုအတီးပြုတ်ဖို့မေးတဲ့အခါမှာဒီအမှုမှာသူ့ရဲ့ညီကိုရင်ပါဝင်ပတ်သက်တယ်လို့တန်တရားရှိရင်လည်းဗတ်မလိုက်ဘဲနဲ့စုံစမ်းပေးဖို့ပြောရင်အာဘီတို့စီကိုလာခဲ့ပါတယ်။ရောက်ခမဖြစ်သူကအာဘီကိုလက်ထောက်လက်ဝဲနီးပြယာဒူးတို့အလုပ်ပေးဖို့ပြောရင်းနဲ့အမျိုးသမီးတူကမုတ်ချူလာကြွေးတာကိုအာဘီကအချိုမစားဘူးလို့ညင်လွှတ်လိုက်ပါတယ်။ဩဂထကမျက်နှာပြတ်သွားပေမဲ့အလူတန်းကိုမငင်းကောင်းဘူးလို့ပြောလိုက်တော့အာဘီကကျွန်တော်ဖះကိုမယုံဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်။ဩဂထကလည်းသူတို့ကမိမကိုကိုးကွယ်တာဖြစ်ပြီးမိမကောင်းကြီးပေးတာကိုခံယူတဲ့လူတွေဖြစ်ကြောင်းပြန်ပြောပြပြီးတော့အာဘီကိုအလုတ်ခတ်မှုပြန်ပြောလိုက်ပါတယ်။
နောက်တစ်နေ့ကောလိပ်ကျောင်းမှာဘောင်စင်လက်ထောက်နေပြဖြစ်တဲ့အလုပ်ဆောင်ဝင်တော့ဗေဒါကလည်းစီးရင်ပေးဖို့အတွက်ပထမဆုံးရောက်လာခဲ့ပါတယ်ဒါပေမဲ့စီးရင်ပေးဖို့ယောက်ျားလေးတွေရောက်လာတိုင်းဗေဒါကသူတို့ရဲ့နောက်မှာတန်းစီနေတာကိုအာဘီတတိထားမိသွားတဲ့အချိန်မှာဥက္ကဋ္ဌရဲ့ညီစုရော့ကစီးရင်သွင်းတဲ့စီကိုကြည့်ဖို့အတွက်ရောက်လာခဲ့ပါတယ်နာမည်စင်းနေခေါ်တော့ဗေဒါကကြားလိုက်ရတာကြောင့်ဥက္ကဋ္ဌညီကငါတို့စင်တဲ့ကကောင်လေးတွေနဲ့နင်းကတူတူတင်ချင်းလို့လားရေပိုးနဲ့ကျန်းသုံးဝဲသွားယူပြီးအလုပ်လုပ်ခိုင်းပါတယ်နောက်ရက်လက်ဝဲထိုးနေတင်နေတာကိုဗေဒါတယောက်ခိုးကြည့်နေခဲ့ပါတယ်ဒီလိုနဲ့တညမှာ iPhone နဲ့ကောင်မလေးကိုဖုန်းပြောနေတဲ့အကိုဖြစ်သူကိုအဖေကတွေ့တော့ဒေါသထွက်ပြီးပါရရင်နဲ့အင်္ဂါထွက်သွားဖို့နှင်းထုတ်လိုက်ပါတယ်ဒီကိစ္စကိုကြေးရွာကောင်စီမသိတာကျေးဇူးတင်ကြောင်းမဟုတ်ရင်မင်းကိုအပိုင်းပိုင်းဖျက်ပြစ်မယ်ကြောင်းဘယ်သူမှကူမမဟုတ်တဲ့ကြောင်းပြောရင်ဖတ်ငိုလိုက်ပါတယ်ဒီလိုနဲ့မိသားစုထမင်းစားကြရင်ဗေဒါကလက်ဝဲတင်မှုအတွက်ပတ်စံ1200ပေးဖို့ပြောတော့ ATM မှာသွားထုတ်ပြီးတော့ပေးလိုက်ပါတယ်လက်ဝဲတင်ရတော့မှမပြောနေတဲ့ဗေဒါတယောက်နောက်တစ်နေ့ကောလိပ်သွားတဲ့လမ်းမှာစူရတော့အုပ်စုကကားနဲ့တိုက်တယ်လို့မျိုးလုပ်လိုက်တာဆိုင်ကယ်မောက်သွားခဲ့ပါတယ်ဒီလိုနဲ့ကားပေါ်ကဆင်းလာပြီးသူတို့နဲ့ဒန်တို့လက်ဝဲတင်ခြင်းနဲ့ဗေဒါကိုရိုက်နှက်ဆုံးမှပြီးတော့တင်တန်းချင်းပြဖို့ယူလာတဲ့ပတ်စံကိုလည်းစုပ်ပြဲပစ်ခဲ့ပါတယ်စုပ်ပြဲသွားတဲ့ပတ်စံနဲ့တူဒဏ်ရာတွေရလာတဲ့ဗေဒါကိုအာဘီကဆေးထည့်ပေးခဲ့ပါတယ်ဒီလိုနဲ့ညဦးတဲ့အခါမှာအာဘီတယောက်ရောက်ကမဖြစ်သူနဲ့စကားပြောနေရင်အင်ကနေထထွက်သွားလိုက်ပြီးပါတီပွဲကျင်းပနေတဲ့ဥက္ကဋ္ဌတို့အိမ်ရှိရာကိုရောက်သွားပါတယ်ကောင်မလေးနဲ့တူတူနေဖို့လုပ်နေတဲ့ဆိုရော့ကအခန်းတကားကိုပေးလိုက်တဲ့ချိန်မှာအာဘီကမျက်နှာကိုအဝေးအုပ်ပြီးအပြင်ကနေတော့ခါလိုက်ပါတယ်ဘာတူလဲတကားဖွင့်ပေးဖို့ပြောတဲ့အခါမှာတကားကိုထိုးပေါက်ကလက်သီးတစ်ချက်ထိုးလိုက်ပြီးမင်းဖေလို့ပြောခဲ့ပါတယ်ဒီလိုနဲ့အိမ်ထဲမှာရှိသမျှလူစိုးတွေရောက်လာပြီးခြားခြားဖိုက်ကြရင်အကုန်မှောက်တော့အာဘီလည်းပြန်လာခဲ့ပါတယ်ဖြစ်စဉ်ကိုဗီဒီယိုရိုက်ထားပြီးမြင်လာတိုက်ခဲ့တဲ့သူကဘယ်သူလဲဆိုတာမသိလိုက်ရတာကြောင့်ဥက္ကဋ္ဌတို့မိသားစုကဒေါသပုံထားနေပါတယ်ဘယ်သူလဲဆိုတာကိုခံမှန်းမိတဲ့ဥက္ကဋ္ဌကအာဘီရဲ့ချက်လက်တွေကိုရှာခိုင်းလိုက်ပါတယ်ဒီလိုနဲ့နောက်ရက်တွေမှာအာဘီယာဗေဒကိုလက်ဝဲထိုးနေတင်ပေးပါတယ်နောက်နေ့တော့လက်ဝဲတင်တန်းဆောင်ဖွင့်ပွဲနေကိုရောက်လာခဲ့ပါတယ်အခမ်းအနားကိုတော့ဥက္ကဋ္ဌကဖွင့်လှစ်ပေးပြီးလှည့်ပတ်ကြည့်နေတော့အာဘီကဗေဒကိုခေါ်လာပြီးမိမကိုကူးကွယ်ကြောင်းဥက္ကဋ္ဌပြောပြခဲ့တဲ့စကားတိုင်းပြန်ပြောရင်းနဲ့ဗေဒကိုလိုချင်တာတောင်းဖို့ပြောလိုက်ပါတယ်ဗေဒကလည်းလက်ဝဲပြန်ဝင်မှာရှင်ပြန်ချင်းချောင်းပြောတော့ဥက္ကဋ္ဌကလည်းမဖြစ်မနေခွင့်ပြုပေးလိုက်ပါတယ်ဒီရက်မှာတော့ဗေဒရဲ့အကိုနဲ့သူ့ချစ်သူတထင်းမလီတို့ချင်းတွေ့နေတာကိုစူရောတော့မြင်သွားပြီးဥက္ကဋ္ဌနဲ့တိုင်လိုက်ပါတယ်ဗေဒတို့ဓမိသားစုလုံးဥက္ကဋ္ဌရဲ့အိမ်မှာလူတွေအများကြီးရှိမှခေါင်းပေါ်ဖက်နဲ့တင်ပြီးမတ်တက်ရက်နေကြပါတယ်အပြစ်ပေးတဲ့အနေနဲ့ဗေဒရဲ့အကူကိုသူ့ကောင်မလေးရှိဒူးတော်ခိုင်းလိုက်ပြီးနှာခေါင်းနဲ့ကျမ်းမြေကိုပို့ခန့်ခဲ့ပါတယ်နောက်ရက်မှာတော့သူတို့နှစ်ယောက်ကခိုးရလိုက်ပြေးသွားကြပြီးရဲတွေကအဖေပြေးသူတို့အိမ်ကိုရောက်လာကပါရိုက်ပြီးတော့ခေါ်သွားကြပြန်ပါတယ်ဥက္ကဋ္ဌပြေးသူရောက်လာပြီးတော့သစ္စာမဖောက်ပဲလက်ထပ်မယ်ဆိုရင်ခွင့်ပြုတဲ့အကြောင်းပြောပြပြီးတဲ့နောက်တညမှာတော့ဘယ်ဘွားတို့ဟာသူ့သားရဲ့မင်္ဂလာခမ်းနားကိုလုပ်နေပါတယ်အဲဒီချိန်မှာဥက္ကဋ္ဌနဲ့ညီတအုပ်စုရောက်လာပြီးသူတို့ကိုတပ်ဖြစ်ဖို့ပြောရင်သူတို့သမီးကိုဓာတ်နဲ့ထိုးသူတို့သားရဲ့လေပင်ကိုဓာတ်နဲ့လိပြလိုက်ကြပါတယ်ဗီဒါတို့ညီမကိုပါလှုပ်ကြံမှုပြောတဲ့အခါမှာဖေးပြေးသူကလည်းသူ့သမီးတွေကိုထွက်ပြေးခိုင်းပါတယ်တလန်းလုံးသူတို့ကိုဘယ်သူမှကူညီမဲ့သူမရှိတဲ့ဆိုအမပြေသူကီနုကသူ့အာယုံလဲဖို့ကြံခဲ့ပြီးဗီဒါကိုထွက်ပြေးခိုင်းပါတယ်ဇလန်းစားကရထားလမ်းဘေးမှာဗီဒါပြေးနေတဲ့ဇဝင်ခန်းကိုရောက်လာခဲ့ပါတယ်ဗီဒါလည်းအာဘီစီကိုငိုယိုပြီးတော့ရောက်သွားခဲ့တာပါအကြောင်းကိုသိနေတဲ့အာဘီကဆိုင်ကဲတော့ယူပြီးဥက္ကဋ္ဌတို့ရှိရာအိမ်ကိုရောက်လာခဲ့ပါတယ်မင်းကတရားဝင်ကောင်စီကြီးကဲမဟုတ်ပဲကိုပိုင်ကော်မတီကအကြီးကဲဖြစ်ပြီးဒီလိုပြစ်ဒဏ်ပေးဖို့ဘယ်သူခွင့်ပြုထားတာလဲလို့အာဘီကမေးလိုက်ပါတယ်မင်းမကိုတော့မကယ်နိုင်ပေးတဲ့ငါ့ကိုပြစ်ဒဏ်စကားလာပြောနေတာလားလို့ဥက္ကဋ္ဌရဲ့ပြောဆိုမှုကြောင့်အာဘီဒေါသထွက်သွားခဲ့ပြီမယ်ဗေဒါကိုခေါ်ပြီးတော့ပြန်လာခဲ့ကြပါတယ်ပြီးတော့ညာတွေးချင်းမဲ့ဗေဒါကိုခေါ်ပြီးဘေးကင်းရာကိုပို့ဖို့ကားမောင်းပို့နေရင်စူရတော်အုပ်စုနဲ့ရဲတွေကနောက်ကနေလိုက်ပြီးတော့တိုက်ခိုက်ပြီးမယ်နောက်ဆုံးမှာတော့စူရတော်အုပ်စုကပဲတရားရပြီးစိတ်ယုံတင်လိုက်ရပါတယ်ဒီလိုနဲ့ဗေဒါရဲ့အတီဦးလေးစီရောက်တော့အခန်းထဲမှာနားနေတော့အာဘီကဓာတ်ပုံတစ်ပုံကိုတွေ့လိုက်ပါတယ်အဲ့ဒါနဲ့ဗေဒါကိုခေါ်ပြီးထွက်ပြေးမလို့လှုပ်တဲ့ချိန်မှာအပြင်ကနေတနက်တွေနဲ့ပြစ်ခတ်နေတဲ့ရဲတွေရောက်လာပါတယ်တကယ်တော့အဲ့ဒီရဲတွေကိုဗေဒါရဲ့ဦးလေးကသတင်းပေးလိုက်တာပါဒီလိုနဲ့အာဘီတို့ကပြန်ခုခံကြရင်ထွက်ပြေးချိန်မှာလူအုပ်လိုက်ကြီးနဲ့သူတို့ကိုရှာဖို့ရောက်လာခဲ့ကြပါတယ်ဒီလိုနဲ့တိုက်ကြခိုက်ကြရင်နဲ့ဗေဒါတို့တပ်ပေးကလှုပ်သွားပြန်ပါတယ်တနေရာမှာဖေးဖေးသူနဲ့တွေ့ပြီးနှုတ်ဆက်နေချိန်မှာအာဘီတယောက်မေ့လဲသွားပြီးတော့တတိရလာတော့ဗေဒါတို့သူ့ကိုပါစူရတို့ကဖမ်းထားကြပါတယ်ဗေဒါကလည်းသူတင်ထားတဲ့လက်ဝဲနီနဲ့စူရတို့ကိုပြန်ချရင်တည်သွားခဲ့ကြပါတယ်ညီပြစ်သူအသက်ပေးလိုက်ရတာကြောင့်ဩဂထကလည်းပို့ပြီးတော့ဒေါသထွက်သွားပါတယ်ဒီလိုနဲ့နောက်ရက်အာလီတို့ကတရားရုံးကိုသွားခဲ့ကြပြီးဩဂထနဲ့အဖွဲ့တို့ကလည်းတရားရုံးထိလိုက်လာပြီးတော့ပြစ်ကြခက်ကြကုန်ပါတယ်အာဘီကဗေဒကိုအမှုသွားဖွင့်ခိုင်းပြီးသူတရားရဲ့ရင်ဆိုင်ရင်နဲ့အာဘီရောဩဂထဖြစ်သူရောအသက်ပေးလိုက်ရတယ်လို့ဗေဒကလည်းတရားရုံးမှာအမှုဖွင့်နိုင်ခဲ့ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်